တို့ဒီနေ့ car crash တွေကိုသွားမယ်ကျွန်တော်60သွားမယ်60မှာကျွန်တော်ကားအဟောင်းတွေရှိတယ်ကျွန်တော် 25G ပေါ့နော် 25G ကတော့ကားတွေအများကြီးစုထားတယ်သူတို့ community ရဲ့ကားတွေစုထားတယ်ကျွန်တော်နော်တရုတ်တန်းနာမှာရှိတယ် warehouse ကိုသွားမယ်သူ့ရဲ့နာမည်က warehouse ပေါ့နော်ထိုင်မှာစင်ပြေချက်ကဘာဘယ်မှမသွားသေးဘူး toll gate ကိုအရင်ပေးရဒီကားလေအကြိုက်ဆုံးအချက်ကတခြား features မဟုတ်ဒီမှာအော်ဖင်ရုံအေးနေရပဲအဲ့ဒီဖင်အေးအောင်လုပ်တဲ့ဟာကတော်တော်လေးကိုဒီကားမှာသုံးဝင်တော်တော်တခြားမြန်တာတော့ညိနေတာတော့ဘာသွားဖင်အေးအောင်လုပ်တဲ့ features very goodကျွန်တော်တို့ဒီနေ့ 25G ကိုရောက်နေရပါတော့ 25G ကတော့ကျွန်တော်သိရလောက်သူတို့က car community တစ်ခုအနေနဲ့လုပ်တဲ့ဟာပါနော်ကျွန်တော်တိတ်ပြီးတော့ထွေထူးတော့ပြောတော့ကျွန်တော် Geo ကိုရှိမယ် Porsche Subaru လေးရှိမယ်ကျွန်တော်ဟိုးဘက်မှာကျွန်တော်ကားတွေအများကြီးရှိသေးတယ်ပေါ့နော်ကျွန်တော်အကုန်လိုက်ပြပဲအဲ့ဒါမဲ့ Subaru ဘေးမှာတော့ Yaris တွေ Mercedes တွေပြီးတော့ဟိုးမှာNS6 ရဲ့ပြီးတော့ကျွန်တော် Lamborghini Tractor အရင်ရှားပါပြီအရင်ရှားပါ Lamborghini Tractor ကျွန်တော်ရှိတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်ပြန်လာမယ်ဆိုရင် Evo Yaris BRZ ဒီထဲမှာအများဆုံးကား Subaru BRZ ဖြစ်မယ်ထင်ပါပြီးရင်ကျွန်တော်ဒီမှာ Austin Cooper S ဒီမျိုးပုံစံလေးကျွန်တော်အများကြီးရှိတယ် Cooper Rover Mini လို့လည်းကျွန်တော်ခေါ်မှထင်ကြပြီးတော့ဒီမှာ Fair Lady နောက်ဆုံး model ပေါ့နော်ရုပ်ပြောင်းဒီမှာကျွန်တော် Honda လေးတွေပြီးတော့ R34 မှာရိုး base R34 မဟုတ်ဘူး V-Spec ပဲမဟုတ်ဘူး V-Spec 2 နာပေါ့နော်ကျွန်တော်ဒီကားကလုံးဝ original အသက်အတိုင်းလေးပါကိုကျွန်တော်ရှိသေးတယ်ပြီးရင်ကျွန်တော်ဒီဘက်လာမယ်ဆိုရင် BRZ ဟိုဘက်မှာကျွန်တော် Rover Mini လေးတစ်စီးထပ်ရှိမယ်ပြီးရင်ကျွန်တော် Skyline ရဲ့ဘိုးရေ Skyline ကြီးပေါ့နော် GT3 Touring ပြီးရင်ကျွန်တော် BRZ GT3 Touring ကကျွန်တော် automatic မဟုတ်ဘူးဗျအဲ့ထက်မှတခြားမမြင် manual ပေါ့ manual ပြီးရင်ကျွန်တော် Porsche BRZ ဒီကားတော့ကျွန်တော်အကုန်လုံးသိကြမယ်ထင်တယ်ပေါ့နော်Freedom ပြောတော့ Carrera ပြီးရင်ကျွန်တော်ဒီမှာ Yaris ထပ်လာမယ်ဒီထဲမှာကျွန်တော် BRZ နဲ့ Yaris ကကျွန်တော်အများဆုံးဖြစ်မယ်နော်ပြီးရင်ဒီမှာတော့ Honda NS6 ရှိမယ်ပြီးရင်ဒါတော့မြန်မာပြည် taxi ပေါ့နော် Probox ဒီကားတွေကကျွန်တော်အုပ်ထားတယ်ပေါ့နော်ကျွန်တော်တို့ restoration လုပ်နေဖြစ်မယ်ဒီ NS6 ကကျွန်တော်တခြားရဲလို့ရမယ်နော်တခြားကျွန်တော်ရဲကြည့်ပေးမယ်ခုနကကျွန်တော် outdoor ပေါ့နော်ခု indoor ကိုကျွန်တော်ပြန်သွားပြီးကြည့်မယ် collectible တွေကျွန်တော်အများကြီးပဲ collectible တွေအများကြီးပဲအဲ့ဒါပိုကောင်းတာအကြတော့ကျွန်တော်ဒီဘက်မှာကျွန်တော် BMW ကျွန်တော်ဆိုရင်ဒါကျွန်တော်တောင်းအဲ့ဘယ်လိုခေါ်မလဲ Rolly လို့ခေါ်မလား Rolly ကားလေးစောက်ရန်လှပြီးရင်နေရာဒီပုံမှာလဲ collectible တွေအများကြီးပေါ့ poster တွေ R32 ဒီ R32 လည်းကျွန်တော်လုံးဝ Nismo လုံး original ပဲရှိသေးတယ် rims ကအစားပါနော်ပြီးရင်ကျွန်တော်ဒီကားရမှာ
appreciate ဖြစ်ဆုံးကောက်နော် 300SL ဘာလဲဆိုတော့ auto မဟုတ် manual လေးနဲ့ပြီးပဲဒီပထမကျွန်တော်ရှိသေးတယ်ပြီးတော့နောက်တစ်စီ E30 M3 software မဟုတ်နော် M3 asset ကျွန်တော် compatible R32 in Austin no dream shop ပြီးတော့ Hot Wheels ဆိုတဲ့နေရာကြည့်ပါတွင်းထဲမှာသူတို့နောက်ချထားကြတွင်းထဲမှာတော့ Hot Wheels တွေကြီးပဲအများကြီးတစ်ခန်းလုံးကြီးကျွန်တော်စီးထောင်ချီရှိနေတယ်Honda NSX ဒါတော့ကျွန်တော်တို့ experience ပေါ့နော်ပစ္စည်းတွေကားပစ္စည်းတွေစစ်တွေအများကြီးကျွန်တော်ဒီဘက်မှာprotection မရှိတော့တဲ့ car parts တွေဆိုရင် after market parts တွေဆိုရင်အများကြီးပေါ့နော်ခါဒိုတွေဒီမှာ Honda NSX တွေပြောနေတာမဟုတ်လာပြီကျွန်တော်ဒီမှာ Toyota Yaris ပြီးရင်ဟိုဘက်ကိုကျွန်တော်သွားမယ် model အသေးလေးတွေနော် model အသေးလေးတွေရှားပါပြီဒီပုံမှာလည်းကားပစ္စည်းတွေအကုန်လုံးပဲနေတာမဟုတ်ကျွန်တော်ဒီ 25G ရဲ့ history တော့သေချာတော့မသိဘူးပြသူတို့ပြောတော့သူတို့ကအကုန်လုံး community ဟာပုံစံမျိုးနဲ့ပေါ့နော်အရင်တော့ hotel ဖွင့်တယ်အခုတော့hotel ကပိတ်သွားပြီလို့ပြောရနော်ပြောရင်ဆိုရင်နောက်ထပ် R32 GTR ပဲကြည့်လိုက်ညာကြည့်လိုက်အကုန်လုံးကားပစ္စည်းတွေကြီးပဲကဲမြန်မာပြည်လူတွေ publicize တက်လို့ရတယ်နော်ဒီမှာ quality ပဲအနေနဲ့စုထားတယ်အဲ့တော့စီးတက်လို့ရတယ်နော်ကျွန်တော်တို့ The Warehouse ဆိုတဲ့နေရာရောက်နေနော်ကျွန်တော်အခုဒီ The Warehouse ကိုလာတော့ကျွန်တော်သိတယ်မတန်လိုက်ဘူးဗျဘာလို့လဲဆိုတော့ဇီးပဲရှိတယ်ဗောနော်ဒါပေမဲ့အခုအပြင်မှာတော့ဒါ owner ရဲ့ကားထင်တယ်R129 ရက်ထားတွေ့တယ်နည်းနည်းတန်သွားပြီဗောနော်